တွေပေလိုမှလည်းမမေ့နိုင်ပေမိကတော့နောက်လူရင်မညော်နေပြီလားချစ်ရင်လေးကိုပဲနေတိုင်းလွမ်းကနေဒီကျုံမိုးရဲ့ညိုတွေယူစင်ကနေငိုရပြီလေဒီရင်ခွေအားလေးမေးတယောက်ကကြည့်တဲ့သူမို့မင်းစိတ်နဲ့ရှင်ရတဲ့လူမင်းစိတ်ကြောင့်ပြေးခဲ့ရတယ်